အားလုံးပဲမင်္ဂလာပါခင်ဗျအခုပြထားတဲ့ရုပ်ရှင်ကားကိုတငယ်ချင်းနဲ့တူတူတွားကြည့်မှာဖြစ်ပါတယ်အဲ့တော့တူတူလည်းကြည့်ပေးပါဆယ်ဘတ်တကားလေးနဲ့ VC သွားနေပါတယ်ခင်ဗျไปไหนกันคะไปดูหนังค่ะ ไปพี่เอนะบอกจะมารับพี่เอค่ะก็ดีพี่ဖီတို့အတွဲဆိုလို့ရှိရင်နည်းနည်းအိုင်ကွန်ဆင်ရရှိုးပွဲတော့ပေါ့နော်ကိုယ်တိုင်လည်းမြင်ခဲ့ရတယ်ပြင်မှာလည်းအရန်ချော်တယ်အသားရည်တွေလည်းအရန်လှတယ်ပေါ့နော်သူရဲ့ fan နေဆိုရင်တော့ပြည်တွင်းမှာရောပြည်ပမှာရောအများကြီးရှိတယ်ပေါ့နော်အခုနေတော့ BC လည်းရောက်ပြီဆိုတော့နေတော့ရောက်ရှင်လက်မှတ်သွားဖြတ်ပါမှာခင်ဗျလက်မှတ်ကကြတော့နေတော့လက်ငင်ရှင်းလို့မရပါဘူးဗန်နဲ့ရှင်းရပါတယ်ခင်ဗျတချို့ကပြောတယ်လက်မှတ်မဖြတ်တတ်ဘူးဆိုပြီးတော့ပေါ့နော်တကယ်တမ်းကျတော့လိုလွယ်လေးပါပဲခင်ဗျကိုကြီးမဲ့ကားကိုရွေးမယ်ပြီးလို့ရှိရင်ကိုကြီးမဲ့အချိန်ပြီးလို့ရှိရင်ကိုထိုင်မဲ့ထိုက်ခေါင်ရွေးပြီးတော့ကြားရပိတ်ဆံကိုဗန်နဲ့ရှင်းအောင်ပါပဲခင်ဗျအဲ့လောက်ပါပဲခင်ဗျมา180ဒီမှာ200ဟဲ့အဲ့ဒါဈေးတော်ရလို့ခေါ်တယ်ရုပ်ရှင်တကား180ဈေးကြီးတယ်ဈေးတော့ကြီးတယ်ကြီးတယ်ပြောတော့50နဲ့ရတယ်ဟဲ့အဲ့ဒါရုံကြောက်သွားမှာရုံအားကြောက်အစ်စ်ကပဲရှိတယ်တကယ်တမ်းကျတော့ဈေးနှုန်းကကျတော့ကားပေါ်မှာလည်းမူတည်တယ်လို့နေတော့ခေါင်းပေါ်မှာလည်းမူတည်တယ်ပေါ့နော်တချို့ကားတွေဆိုလို့ရှိရင်တော့ဘတ်200 300ဒီပေးပြီးတော့မှကြည့်ရတဲ့ကားတွေရှိတယ်တချို့ကားတွေဆိုလို့ရှိရင်တော့69ဘတ်100အဲ့လိုမျိုးဈေးတော်တဲ့ကားတွေလည်းရှိတယ်ပေါ့နော်အဲ့တော့နေတော့ကဒီကားကအခုနေတော့ကြည့်တဲ့ကားက180ပေးရတယ်ဆိုတော့တန်လားမတန်လားဆိုတော့နေတော့ကြည့်ပြီးမှနေတော့သိရမယ်ပေါ့နော်အဲ့တော့နေတော့ရုပ်ရှင်ကတနိုင်50မှာပြမယ်ဆိုတော့နေတော့ဘိုက်လက်စားနေရဆိုတော့နေတော့ Mr. Donut ဆန်မှာ Donut မုတ်တွေတော့ဝယ်စားလိုက်ပါတယ်ခင်ဗျဒေါ်နက်ကဘတ်200ချိုဝယ်ပြီးတော့နေတော့အေးဘူးတက်ဘူးပေါ့နော်15ဘတ်နဲ့ promotion ရလိုက်ပါတယ်ခင်ဗျအခု poster မှာပြထားတာကကြတော့နေတော့ကြည့်မဲ့ဇက်ကပေါ့နော်ဇက်ကနာမည်ကကြတော့ Song Gade Tepi အင်္ဂလိပ်လိုနဲ့ဆိုလို့ရှိရင်တော့ The Red Abro မြန်မာလိုနဲ့ဆိုလို့ရှိရင်တော့စာအိတ်အနီအန်ပေါင်းကိုနားလက်တလို့ဘာသာပြန်လို့ရပါတယ်ခင်ဗျတကယ်ဆိုနေတော့အပြင်ကဝယ်လာတဲ့မုတ်ကိုရုပ်ရှင်အောင်ထဲယူသွင်းလို့မရဘူးပေါ့နော်ဒါပေမဲ့နေကရလို့ရညာသွားမေးကြည့်ကြည့်တယ်ပေါ့နော်ယူသွင်းလို့ရလားဆိုပြီးတော့အဲ့တော့ तू ကမရဘူးလို့ပြောတယ်မရမှလည်းနေကြိုသိတယ်ပေါ့နော်ဒါပေမဲ့သွားမေးကြည့်ကြည့်တယ်နေအကျိုးရှိပြီးတော့မရလို့လည်းနေတော့အပြင်မှာပဲထိုင်ပြီးတော့တငယ်ချင်းတွေနဲ့အကောင်စားလိုက်ပါတယ်ခင်ဗျအခုနေတော့စားနေတဲ့ဒေါ်နဲ့ဆိုလို့ရှိရင်တော့ဈေးနှုန်းက29 49ပြီးလို့ရှိရင်တော့39 59ထိရှိတယ်ပေါ့နော်ပေးရတဲ့ဈေးနဲ့နေတော့စားရတဲ့ရတာနဲ့ကကြတော့နေတွက်ကတော့တန်တယ်လို့ပြောလို့ရတယ်အရန်ကောင်းပါတယ်ပြီးလို့ရှိရင်အခုနေတောက်နေတဲ့ခြားထိုင်ဆိုလို့ရှိရင်လည်းပေါ့နော်နေတောက်ဖို့တများခြားထိုင်ထဲမှာဒီအေးအရန်ကောင်းတယ်လို့ပြောလို့ရပါတယ်နင်းဟာတကယ်လို့နေတော့ရုပ်ရှင်ကြည့်ရင်လည်းမောက်စားခြင်းတယ်ဆိုလို့ရှိရင်တော့သူတို့ရောက်ရှေ့ရောက်မှာပဲရောင်းတယ်ပေါက်နဲ့အေးတွေပဲနေတော့ယူသွင်းလို့ရပါတယ်ခင်ဗျတခြားအပြင်ကနေဝယ်လာတဲ့တရေစာတွေဆိုလို့ရှိရင်တော့သူတို့ယူသွင်းခွင့်မပြုဘူးပေါ့နော်နေတော့အရင်တစ်ခေါက်ကတွေကကြည့်တောင်ကဆိုလို့ရှိရင်တော့နေတော့အမှဝယ်တယ်ပေါ့နော်ဒီတစ်ခါမှတော့မဝယ်တော့ဘူးနေတော့အပြင်ကနေပဲအဝတ်စားသွားပါတယ်ခင်ဗျတကယ်လို့ထက်ဝယ်မယ်ဆိုလို့ရှိရင်ပက်စီတက်ခွက်နဲ့ပေါက်တက်ခွက်နေတော့ဘတ်300လိုပါတယ်ခင်ဗျအဲ့ဒါကြောင့်မလို့မဝယ်တော့ပါဘူးနေတော့အပြင်ကနေပဲနေတော့ဝယ်စားလိုက်ပါတယ်အခုဆို300ဘူးဝယ်လိုက်တာတကယ်ကြီးတွေအကုန်လုံးစားရတာပေါ့နော်အဲ့တော့စားတောက်လည်းပြီးပြီဆိုတော့နေတော့ရုပ်ရှင်ဝင်ကြည့်ပါမယ်ခင်ဗျแกเนี่ยอะไรเนี่ยแก่เยี่ยมเนี่ยเป็นคนแก่เยี่ยมดิยังไงวะคนแก่เยี่ยมဘာလို့တာဒီမှာချစ်စရာလေးဟာပါအဲ့ချစ်စရာကောင်းပါလားဇက်ကကြည့်ပြီးတာနဲ့နေတော့အပြင်မှာဓာတ်ပေါက်ရိုက်တာနောက်ထပ်မိနစ်30လောက်ကြာသွားတာပေါ့နော်ရိုက်ပြီရုပ်ကဒီဇက်ကကြည့်ပြီးဒီဇက်ကမှုပြီးဝင်သွားပြီကျမကတော့မရတော့ကျမဖြစ်ရတာလို့လဲဆိုရင်ကျမနဲ့ကိုရနဲ့ဒီခင်ဗျားကိုကြိုက်ပြီးသားပေါ့နော်အပြင်မှာလည်းတိတ်ပြီးသားဆိုတော့အញ្ញမ်းကြိုက်တယ်ဇက်ကလည်းဇက်ကဆိုဇက်ကလိုပဲလာမှာပေါ့နော်အပြင်လိုမျိုးထပ်ထူကြတာမျိုးတော့မဟုတ်ပေမဲ့ဟာတာလေးလည်းပါတယ်ပြီးတော့ရုံဝမ်းနိုင်မှုတွေထိတ်နှံမှုတွေလည်းပါတယ်တရေဆိုရင်လည်းတရေချစ်စရာလေးဆိုတော့ကျမအញ្ញမ်းကြိုက်ပါတယ်ကျမဒီဇက်ကကို100မှာဆိုရင်တော့လုံးဝ100ပြည့်ပါတယ်ပေးရတဲ့ဈေးနဲ့အခုပေးရတဲ့ဈေးနဲ့တန်တယ်အမှန်ဆိုလို့ရှိရင်လေဆက်ဆက်ရုံတင်တဲ့ဇက်ကလေးအကုန်လုံးကစီးကြီးကြတယ်ဒီလား Snow White ကဆိုရင်ဈေးရန်ကြီးရယ်ပြန်မယ်ရှိနေစုရဒီဇက်ကဆိုလို့ရှိရင်ဈေးတော်တော်လေးနဲ့ကြီးရတာအញ្ញမ်းတန်တယ်ပေါ့နော်ဟာကြည့်ရတဲ့ feel လေးreview ပေးရမယ်ဆိုရင်တော့တရားရည်နှောက်ပေးပါတယ်ကောင်းတယ်ပေါ့ပေးရတဲ့ဈေးနဲ့ရောတန်တယ်လောက်အောင်တန်ကိုကြီးမရတန်ဟုတ်တယ်ကောမှာပြည့်စိတ်တိုင်းကြပြုဆိုပါပေးရတဲ့ဈေးနဲ့ပေးရတဲ့ဈေးနဲ့ကတော့မတန်လို့ပါမယ်မတန်မနေမှာတော့သူကလေဇက်ကမကြည့်ပဲတို့ကြည့်နေရတယ်တော့အခုမှရုပ်ရှင်ကြည့်ဖူးတဲ့သူတွေညောင်လည်းခုမှဝင်ဖူးတဲ့ဆက်ခံစားတတ်တာခံစားတတ်ဘူးလားကောင်းပါလားမဆိုဘူးခါလေရုပ်ရှင်ကြည့်တာအကိုသမီးဘာဖြစ်ထင်လဲဒီထိုင်ကုန်နေတာလေကားလိုမျိုးဖြစ်နေမှာပေါ့ခုနာဘာကြီးလဲတဲ့အဲ့တော့လည်းမဟောဘာကြီးလဲရမ်းလိုက်ပါတယ်နည်းပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်စကားဖြတ်ပြောတယ်ရီလိုက်မှုလိုက်မဟုတ်ပါဘူးရီလိုက်ဝင်လဲဆိုတာကကြတော့လေတကယ်ကိုနေမှုဝင်သွားတယ်ပြောမယ်ဆိုကိုတည်းလည်း LGBT တယောက်ဖြစ်တယ်ပြီးလို့ရှိရင်ကွာဒီကားရဲ့အားလိုမျိုးတွားလိုက်တဲ့ flow လေးတွေရဲ့ scene လေးတွေကလေအရန်မိုက်တယ်ပြီးလို့ရှိရင်ကွာဒီကားလေးကြည့်လိုက်တော့လေဆက်ကိုလေအရန် refresh ဖြစ်စေတယ်အရန် fresh ဖြစ်စေတယ်ပြီးလို့ရှိရင်တော့အမေသားတွေကိုအရန်ကြိုက်လို့တော့မဟုတ်ဘူးသူဇက်က official ထွက်လာကြတဲ့နေပြီးတော့ဒီတိုင်းမှာဆိုလို့ရှိရင်အရန် popular ဖြစ်တယ်သူရဲ့ထွေလာမိုးစရာတွေရောဝမ်းသာစရာတွေဝမ်းနေစရာဟာတာတွေအဆောင်ပဲအရန်မိုက်တယ်ပေးရတဲ့စီးတယ်လည်းတန်ပါတယ်ခင်ဗျတရားရခင်လို့ပေးပါတယ်ကော့
ရမိုက် အဲ့တော့နေတို့ကြည့်လဲကြည့်ပြီး review လဲပေးပြီးဆိုတော့ဒီကားလေးကိုကြည့်ကျင်တဲ့စိတ်ဝင်စားရဆိုလို့ရှိရင်တော့တွားကြည့်ဖို့တိုက်တော်မှာနေခင်ဗျ bye